ညာတို့တက်စေမည်နိုင်ငံကိုထွက်စေမည်တို့မျိုးသားနေပြီးပါပေသည်မြန်မာကျောင်းသားပညာရေးချမ်းသာရေးကြီး2016 ခုနှစ်ယူပပေဒတက္ကသိုလ်ဝင်စာမှုဘက်ကိုဖြည့်ဆို့ကြမယ့်ကျောင်းသူကျောင်းသားများကိုယူပပေဒဘာသာရပ်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးပို့ချမှာဖြစ်ပါတယ်။ပထမဦးစွာယူပပေဒမိဂုံးပုံစံကိုပြောပြမှာဖြစ်ပါတယ်။ယူပပေဒမိဂုံးပုံစံမှာ2016 ခုနှစ်မိဂုံးပုံစံဟာ2015 ခုနှစ်ကမေးတဲ့မိဂုံးပုံစံအတိုင်းဖြစ်ပါတယ်။မိဂုံးမှာ section A နဲ့ section B ဆိုပြီးအပိုင်းနှစ်ပိုင်းပါရှိပါတယ်။ section A မှာ၄မှတ်တန်9ပုံမိထားပါတယ်။အားလုံးကိုဖြည့်ဆို့ရမှာဖြစ်ပါတယ်။နံပါတ်9မှာတော့အောက်ခံပြီး2ပုတ်မိထားတဲ့အတွက်ကြောင့်မလို့နှစ်သက်ရတစ်ပုတ်ကိုဖြည့်ဆို့ရမှာဖြစ်ပါတယ်။ section B မှာတော့မိဂုံးနံပါတ်10မှနေပြီးမိဂုံးနံပါတ်15အထိ6ပုံမိထားပြီးတော့တပုတ်ချင်းစီကို16မှတ်ပေးပါတယ်။ဒီထဲကနေပြီးတော့မိကွန်း၄ပုတ်ဖြည့်ဆို့ရမှာဖြစ်ပါတယ်။မိကွန်းနံပါတ်15မှာ2ပုတ်အော်ခံပြီးမေးထားပါတယ်။နှစ်သက်ရတစ်ပုတ်ကိုရွေးချယ်ဖြည့်ဆို့ရမှာဖြစ်ပါတယ်။သတိချရမှာတော့မိကွန်းနံပါတ်15မှာ A နဲ့ B ကိုနောက်မိကွန်းနံပါတ်15ရဲ့ A နဲ့ B နဲ့ရောထွေးပြီးမဖြည့်စေရန်သတိချက်ဖို့လိုပါတယ်။ယူပဗေဒဘာသာရပ်ပြဋ္ဌာန်းစာအုပ်မှာသင်ခန်းစာအခန်း1ကနေပြီးအခန်း73ထိပါရှိပါတယ်။အပိုင်းအဖြစ်သင်ခန်းစာခေါင်းစဉ်တွေကတော့ mechanics, heat, sound and wave, optics, electricity and magnetism နဲ့ modern physics အပိုင်းတွေဖြစ်ပါတယ်။ယူပဗေဒဘာသာရပ်တွေမှာခေါင်းစဉ်အလိုက်မျှတအောင်ပါဝင်အောင်ခန်းတိုင်းကသင်ခန်းစာတွေပေါ်မှာမူတည်ပြီးတော့မိကုန်းကိုမိထားတာဖြစ်ပါတယ်။ယူပဗေဒဘာသာဟာအလွတ်ကျက်မှတ်နေမရပဲသဘောတရားကိုနားလည်မှမိကုန်းကိုတည်တည်ချာချာပြည့်ပြည့်စုံစုံနဲ့အဖြေကိုရရှိမှာဖြစ်တဲ့အတွက်ကြောင့်ယူပဗေဒသဘောတရားကိုအခြေခံကြကြနားလည်ဖို့လိုအပ်ပါတယ်။ physical quantity ခုချင်းစီရဲ့ concept အတိတ်ညာတွေကိုသိမယ်ဆိုလို့ရှိရင်အချိန်မရွေးမှတ်ဉာဏ်ဖော်ထုတ်ပြီးတော့သုံးချနိုင်မှာဖြစ်ပါတယ်။မင်းမဖြစ်တဲ့နိယာမတွေနဲ့ပတ်သက်ပြီးတော့သင်ခန်းစာထဲမှာမိကုန်းမိတဲ့အခါမှာနိယာမပေါင်း12ခုလောက်ရှိပါတယ်။ Hooke's law, Archimedes principle, Pascal law, Stephen Boltzmann law, laws of refraction, Snell's law, Coulomb's law, Ohm's law, Joule's law, right hand rule နဲ့ left hand rule ဆိုတာတွေပါရှိပါတယ်။နိယာမနဲ့ပတ်သက်လို့လေသင်္ချာနည်းနဲ့ရေးနိုင်အောင်လေကြိုးစားကြရပါမယ်။သင်္ချာနည်းနဲ့ဖော်ပြရင်လေသင်္ကေတတစ်ခုချင်းစီအတွက်ဖြည့်ရှင်းချက်တွေပါရပါမယ်။ law နဲ့ definition ကိုမေးတဲ့အခါမှာဖြစ်စီ discuss လောက်ပါ mention လောက်ပါလို့မေးတဲ့အခါမှာဖြစ်စီတိတိကျကျနဲ့ပြည့်ပြည့်စုံစုံဖြေမှသာလျှင်အမှတ်ပြည့်ရမှာဖြစ်ပါတယ်။ဆိုလိုတာကတော့ပြဋ္ဌာန်းစာအုပ်ထဲကအတိုင်းကျင့်ညစ်စွာနဲ့ဖြည့်ဆို့နိုင်မှသာလျှင်ရရှိမှာဖြစ်ပါတယ်။ယူပဗေဒမိကုန်းမှာ physical quantity တွေရဲ့ unit တွေကိုမိတတ်ပါတယ်။ဥပမာ what are the units of the power in the different unit system ဆိုတဲ့မိကုန်းမှာ power ရဲ့ unit တွေကို different unit system တွေအတွက်ကိုမေးတဲ့အတွက်ကြောင့် system နဲ့ unit ကိုတွဲပြီးတော့ဖြေရပါမယ်။ system တစ်ခုချင်းစီအတွက် unit တွေကိုလည်းသိထားရပါမယ်။ SI system အတွက်ဆိုရင် watt, CGS system အတွက်ဆို arc per second နဲ့ FPS system အတွက်ဆို foot pound per second ဆိုပြီးတော့သိရပါမယ်။ unit ကိုရေးရင်လည်း WATT watt လို့ပြည့်စုံစွာဖြည့်ဆိုရမှာဖြစ်ပါတယ်။ဥစ္စာတွက်တဲ့အခါမှာပေးထားတဲ့ unit system တွေမတူရင်လည်းတူအောင်ပြောင်းပေးဖို့လိုပါတယ်။ Upama, if the mass of the string of 1 meter length is 0.3 gram and its tension is 48 Newton, find fundamental the lowest frequency of the string to the megoma L equal to 1 meter, M equal to 0.3 gram, T equal to 48 Newton ဆိုပြီးပေးထားပါတယ်။ပု္ပ္ပာမှာပေးထားချက်တွေဖြစ်တဲ့ length, mass, tension တို့ရဲ့ unit system တွေမတူပါဘူး။ဒါကြောင့်မို့ unit system တူအောင် mass unit ကို gram မှ kilogram သို့ပြောင်းပေးရပါမယ်။အလင်းပု္ပ္ပာတွေမှာလည်းပေးထားချက်တွေကိုထုတ်ယူဖို့အတိအညာလိုအပ်ပါတယ်။ဥပမာ a magnifying glass of the focal length 6 centimeter is used to produce an image which is 2 times the size of the object. How far must the magnifying glass be placed from the object ဆိုတဲ့မိကုန်းမှာ magnifying glass ဆိုတာစုံတာတိုတဲ့မှန်ဘလူးခုံးဖြစ်ပြီးဝတ္ထုဟာစုံတာတွင်းရှိပြီးပုံရိပ်ဟာပုံရိပ်ရောင်ငကိုရထက်ကြီးတယ်အတက်ပေါ်ရဲဆိုတာကိုကြိုသိသင့်ပါတယ်။ဒါကြောင့် F equal to plus 6 centimeter, M equal to plus 2
m equal to minus v by u ကိုသုံးပြီးတော့ v equal to minus 2u ကိုရပါမယ်1 by u plus 1 by v equal to 1 by f ကိုသုံးပြုပြီးအစားသွင်းခြင်းအပြင် u equal to 3 cm ကိုရမှာဖြစ်ပါတယ် The magnifying glass must be placed 3 cm from the object လို့ဖြေရမှာဖြစ်ပါတယ်အလင်းကနေမှာပုံဆွဲတာအနေနဲ့ပတ်သက်ပြီးတော့လည်းမေးလေးရှိပါတယ်ဥပမာ draw a diagram to show the formation of the virtual image which is smaller than the object formed by a lens လို့မေးတဲ့မိကုံးမှာပုံရိပ်ရောင် virtual image ပေါ်စီတဲ့ပုံကိုဆွဲရမှာဖြစ်ပါတယ်မှန်ဘလူးခွက်concave lens ကိုသုံးရမှာဖြစ်ပါတယ်ဝတ္ထုကိုမှန်ဘလူးခွက်ရှိမှထားရင်ငကိုရွယ်ထက်ငယ်တဲ့ပုံရိပ်ရောင်ဟာဝတ္ထုနဲ့တစ်ဖက်တည်းစုံချက်နဲ့မှန်ဘလူးခွက်ကြားမှာအတဲ့ပေါ်စီတာကိုသိတာအောင်ဆွဲပေးရမှာဖြစ်ပါတယ် F2FPOO dash အဲ့တဲ့စသည်တို့ကိုလည်းထင်ရှားစွာထည့်ပေးရမှာဖြစ်ပါတယ်တချို့ဖြစ်ဆိုမှုတွေမှာပြည့်စုံတာမရှိတာကိုတွေ့ရပါတယ် Static electricity ဘိုင်းမှာ electric force, electric field intensity နဲ့ electric potential တို့ရဲ့ definition နဲ့ formula တို့ကိုကွဲကွဲပြားပြားသိရန်လိုအပ်ပါတယ် Electric force ဆိုရင် F equal to 1 by 4 by epsilon naught Q1 Q2 by R square ဖြစ်လို့ F proportional to 1 by R square Electric field intensity မှာဆိုရင် E equal to 1 by 4 by epsilon naught Q for R square ဖြစ်လို့ E proportional to 1 by R square electric potential ဆိုရင် V equal to 1 by 4 by epsilon naught Q by R ဖြစ်လို့ V proportional to 1 by R ဆိုတာတွေကိုတည်တည်ချာချာမှတ်သားထားဖို့လိုပါတယ်ဒါ့အပြင် electric force နဲ့ electric field intensity က vector ဖြစ်လို့ direction ပါရပါမယ်electric potential ကတော့ scalar ဖြစ်လို့ direction မပါဘူးဒါပေမဲ့ပု္ပ္ပာတွက်ရင်ကျူတန်မိုးတွေမှာလက်စစ်ဖို့ဆိုရင် plus လက်စစ်အမဆိုရင် minus ထပ်ပြီးတွက်ရမယ်ဆိုတာကိုတော့သတိချက်ရပါမယ်ဥပမာ 2 point charges of plus 4 into 10 to the power minus 8 coulomb and minus 3 into 10 to the power minus 8 coulomb are 1 meter apart A find the electric potential at P midpoint between the two charges. B find the work done in bringing a charge plus 3 into 10 to the power minus 9 coulomb from infinity to P ဆိုတဲ့မိကုံးမှာ charge တွေရဲ့ပမာဏကိုပေးထားပြီး charge တစ်ခုနဲ့တစ်ခုအကွာအဝေးကိုပေးထားပါတယ်မိကုံး A မှာ charge နှစ်ခုကြားအလယ်မှတ် P မှာရှိတဲ့ V ကိုရှာခိုင်းပါတယ်မိကုံး B မှာတော့ charge တစ်ခုရဲ့ infinity ကနေပြီးအမှတ် P ကိုသဲဆောင်ရာမှာပြီးမြောက်တဲ့အလုပ်ကိုတွက်ခိုင်းတာပါ Q1 equal to 4 into 10 to the power minus 8 coulomb Q2 equal to minus 3 into 10 to the power minus 8 coulomb လို့ပေးထားချက်ရပြီး charge နှစ်ခုအကွာအဝေး1 meter ဖြစ်ပြီးအမှတ် P ကအလယ်မှာရှိတဲ့အတွက် R1 equal to R2 equal to 0.5 meter ဖြစ်ပါတယ်အရင်ဆုံး charge တစ်ခုချင်းစီကြောင့်ဖြစ်တဲ့ electric potential ကိုရှာရပါမယ် V1 equal to 1 by 4 by epsilon naught Q1 by R1 equal to 9 into 10 to the power 9 into 4 into 10 to the power minus 8 by 0.5 equal to plus 720 volt Q1 က positive charge ဖြစ်တဲ့အတွက်ကြောင့်အပေါင်းလက္ခဏာကိုထည့်တွက်ရပါမယ် electric potential က positive potential ဖြစ်ပါတယ်နောက်လက်စစ် V2 equal to 1 by 4 by epsilon naught Q2 by R2 equal to 9 into 10 to the power 9 minus 3 into 10 to the power minus 8 by 0.5 ကိုဖြည့်ရှင်းတဲ့အခါမှာ minus 540 volt ကိုရရှိပါတယ် Q2 က negative charge ဖြစ်တဲ့အတွက်ကြောင့်နှုတ်လက္ခဏာထည့်တွက်ရပါမယ် electric potential က negative potential ဖြစ်ပါတယ်အမှတ် P မှာရှိတဲ့စုစုပေါင်း V ကိုလိုချင်ရင် V1 နဲ့ V2 ကိုပေါင်းရပါမယ် V က scalar ဖြစ်လို့ minus ထည့်ပေါင်းရပါမယ်ဒါကြောင့် V equal to V1 plus V2 equal to 720 plus minus 540 equal to 180 volt ဖြစ်ပါတယ်ဒီမှာကတော့ Q equal to plus 3 into 10 to the power minus 9 coulomb ကိုတဲဆောင်ရမှာပြီးမြောက်တဲ့အလုပ်ကိုလိုချင်တဲ့အတွက်ကြောင့် W equal to VQ ညီမျှခြင်း180 into 3 into 10 to the power minus 9 equal to 5.4 into 10 to the power minus 7 joule ဖြစ်ပါတယ်ဝိပဗေဒဘာသာရပ်မှာ definition နဲ့ concept သဘောတရားတွေကိုသိဖို့လိုပါတယ်ဥပမာအနေနဲ့ပြောရရင် capacitance of a capacitor ကို define လုပ်တာကThe capacitance of a capacitor C is the ratio of the charge to the potential difference V between two conductors of that capacitor C equal to Q by V ဖြစ်ပါတယ် capacitor တစ်ခုရဲ့ capacitance က charge to နဲ့ potential difference ပေါ်ကိုမမိခိုဘူးဆိုတာကိုသိရပါမယ် charge of capacitor Q က
potential difference V နဲ့ ဓာတ်ရိုက်ချိုးကြတယ်ဆိုတဲ့ concept ကိုသိရပါမယ် capacitor တစ်ခုရဲ့ capacitance က charge Q နဲ့ potential difference ပေါ်ကိုမမီခိုးဘူးဆိုတာသိရပါမယ် charge of capacitor Q က potential difference V နဲ့ဓာတ်ရိုက်ချိုးကြတယ်ဆိုတဲ့ concept ကိုသိရပါမယ် capacitor ရဲ့အရွယ်ပုံမှန်တရံနဲ့ capacitor နှစ်ခုကြားမှာရှိတဲ့ insulator ရဲ့သဘာဝပေါ်မူတည်ပြီးပြောင်းလဲနိုင်ကြောင်းသိရပါမယ်ဒီ concept တွေကိုသိထားရင်မိကွန်းတွေကိုလည်းဖြေနိုင်မှာဖြစ်ပါတယ်ရွေးရှားတဲ့လက်စစ်အခန်းမှာဆိုရင် current resistor resistivity တွေဟာမကြက်မဖြစ်ချက်ထားရပါမယ်သူတို့ရဲ့ unit တွေကိုလည်းသိထားရပါမယ်ခုခံမှုတွေကိုနီးအမျိုးမျိုးနဲ့သိထားသင့်ပါတယ်အရွယ်စားနဲ့ပတ်သက်လာရင် R equal to rho L by A current Ohm's law နဲ့ပတ်သက်လို့ရှိရင် R equal to V by I ဆိုပြီးတော့သိထားရပါမယ် R ရဲ့ unit က SI unit မှာ ohm ဖြစ်ပြီး ohm ညီမျှခြင်း volt per ampere လို့လည်းညီရပါမယ်ဒါအပြင်ပတ်လန်း equation နဲ့ပတ်သက်ပြီးတော့ I equal to E over RG plus R သေးလေးမှာလည်း R ပါဝင်နေတယ်ဆိုတာကိုလည်းသိရပါမယ် resistance R ဒီပူချိန်နဲ့လိုက်ပြီးပြောင်းလဲမှုရှိတယ် RT equal to R0 into 1 plus alpha T ဆိုတာကိုလည်းသိထားရပါမယ်အဲ့လို R ရဲ့ပုံသဏ္ဍာန်တွေကိုခွဲခြားသိထားမှသာလျှင်ပု္ပ္ပာတွက်ရင်အလွယ်တကူဆက်ဆက်တွေးခေါ်နိုင်မှာဖြစ်ပါတယ်ဒါအပြင် R ကိုတန်းဆက်နဲ့ပြိုင်ဆက်တွေဆက်တဲ့အခါမှာသုံးတဲ့ပုံသဏ္ဍာန်တွေထုတ်ဖော်ပုံကိုလည်းသိရှိထားရပါလိမ့်မယ် capacitor တွေဆက်တာနဲ့ပြောင်းပြန်ဆိုတာကိုလည်းသိထားရပါမယ်နှုတ်တိုက်ကြက်တာထက်နှိုင်းယှဉ်ပြီးတော့ကြက်ရင်ပိုပြီးထိရောက်နိုင်ပါတယ်လက်စစ်ခန်းတိုင်းမှာတိုင်းတာမှုတွေသိရဖို့အတွက်တိုင်းတာတဲ့ကရိယာတွေကိုသုံးလိရှိပါတယ် current ကိုတိုင်းဖို့အတွက် ammeter ကိုသုံးပါတယ် voltage ကိုတိုင်းဖို့အတွက် voltmeter တွေကိုသုံးရမယ်ဆိုတာသိထားရပါမယ် ammeter နဲ့ voltmeter တွေကိုလည်းပုံနဲ့တကွနှိုင်းယှဉ်ပြီးတော့လေ့လာထားဖို့လိုအပ်ပါတယ် galvanometer ကိုခြေပြုတ်ပြီးတော့ ammeter နဲ့ voltmeter တွေကိုတိစောက်တဲ့အခါမှာ ammeter ရဲ့ခုခံမှုတန်ဖိုးအရန်ငယ်တဲ့ဝါယာကြိုး shunt galvanometer ကိုပြိုင်ဆက်ပြီး voltmeter မှာတော့ခုခံမှုအရန်ကြီးတဲ့ဝါယာကိုတန်းဆက်ပြီးသုံးနေဆိုတာကိုသိရပါမယ်ပုံသဏ္ဍာန်တွေက ammeter ဆိုရင် shunt resistance R အသေးလေး equal to RG I by IG minus I အသေးလေးဖြစ်ပြီးတော့ voltmeter မှာဆိုရင်ခုခံမှုတန်ဖိုးကြီးတဲ့ R equal to V by I အသေးလေး minus R0 ဖြစ်တယ်ဆိုတာကိုသိရပါမယ်ပု္ပ္ပာအတွက်အနေနဲ့ a galvanometer has a resistor of 2 ohm and gives a full scale deflection when a current of 1 milliampere flows through it. How can it be converted for use as A, an ammeter reading up to 10 ampere and B, a voltmeter reading up to 50 volt? So that we go RG equal to 2 ohm, I equal to 1 milliampere, IG equal to 10 ampere. Let R be the resistance of the wire to be connected in parallel with RG. Shunt resistance R equal to I by IG minus I into RG equal to 2 into 10 to the power minus 4 ohmကိုရမှာဖြစ်ပါတယ် Let R be the resistance of the wire to be connected in series with RG. R equal to V by I minus RG equal to 49998 ohm 50 kilo ohm ဖြေကိုရမှာဖြစ်ပါတယ်ဒီဖြေတွေကိုကြည့်ရင် shunt resistance တန်ဖိုးကနေပြီး voltmeter ကိုဆက်တဲ့ wire ကြိုး resistance ကအများကြီးပိုကြီးနေတာကိုတွေ့ရပါလိမ့်မယ်နောက်ဆုံးပိုင်းအနေနဲ့ modern physics အခန်းကြောင်းကိုပြောပြမှာဖြစ်ပါတယ် modern physics အခန်းမှာအမှတ်တွေအများကြီးရစေတဲ့အတွက်ကြောင့်လက်မလွတ်သင့်တဲ့အခန်းဖြစ်ပါတယ် modern physics မှာ electronics အပိုင်းနဲ့ nuclear physics ဆိုပြီးအပိုင်းနှစ်ပိုင်းပါရှိပါတယ် electronics အပိုင်းမှာ vacuum diode, triode, semiconductor အမျိုးအစားတွေအကြောင်းကိုအသေးစိတ်ပုံနဲ့တကွသိထားရပါမယ်ဒီလိုပဲ junction diode, transistor တွေကို p type m type semiconductor တွေနဲ့ပြုလုပ်ထားတဲ့ junction diode တွေကို rectifier မှာသုံးတယ် rectifier နှစ်မျိုးရှိပြီးသူတို့ရဲ့တိစောက်ပုံတွေ input output waveform တွေကိုလည်းလေ့လာထားရပါမယ် transistor နှစ်မျိုးရှိတယ်ဆိုတာကိုသိထားပြီး structure နဲ့circuit diagram ပုံနဲ့တကွလေ့လာထားရပါမယ် transistor ကို voltage နဲ့ current ချက်ဆက်အဖြစ်အသုံးပြုပါတယ်အဲ့ဒါပြင် semiconductor diode transistor တွေဟာ vacuum tube တွေထက်အားသာချက်တွေရှိတယ်ဆိုတာကိုလည်းသိထားရပါမယ်နောက်တစ်ခုကတော့ IC ဆိုတာပါလေ
IC ဖြစ်ဖို့အတွက် electronic gate တွေသုံးတယ်ဆိုတာနဲ့ electronic gate ၅မျိုးရှိတယ်ဆိုတာကိုသိထားရပါမယ်။ electronic gate တွေရဲ့ circuit symbol တွေ truth table တွေကိုလည်းတည်တည်ချာချာကြက်မှတ်ထားဖို့လိုပါတယ်။ gate တွေကိုတစ်ခုနဲ့တစ်ခုပေါင်းဆက်ပုံတွေကိုသိထားရမှာဖြစ်တယ်လို့ gate တွေရဲ့အသုံးဝင်ပုံတွေကိုလည်းသိထားရမှာဖြစ်ပါတယ်။ nuclear physics အပိုင်းမှာတော့ရောင်ခြည်တွေဖြစ်တဲ့ကက်သုတ်ရောင်ခြည် alpha ရောင်ခြည် beta ရောင်ခြည် gamma ray x-ray တို့ကိုကွဲပြားသိဖို့လိုအပ်ပါတယ်။ဥပမာကက်သုတ် ray ဆိုတာဟာ fast moving electron alpha ray ဆိုတာ helium nucleus gamma ray နဲ့ x-ray ဆိုတာ light wave electromagnetic wave with short wavelength အလင်းဖိုတွန်တွေနဲ့ဖွဲ့စည်းထားတယ်ဆိုတာကိုသိသင့်ပါတယ်။ဖော်ပြပါ ray တွေရဲ့အရေးချင်းတွေကိုနှိုင်းယှဉ်ရေးချပြီးတော့ကြက်မှတ်မယ်ဆိုရင်ပိုပြီးသိလွယ်ပါတယ်။ကက်သုတ် ray နဲ့ x-ray ထုတ်ဖော်ပုံတွေကိုလည်းပုံနှင်းတကွလေ့လာထားသင့်ပါတယ်။ radioactivity radioisotope activity နဲ့ half life တွေကိုလည်းနားလည်အောင်ကြက်မှတ်ထားသင့်ပါတယ်။ radioisotope တွေရဲ့အသုံးပုံနဲ့ nuclear energy ကိုထုတ်လုပ်ပေးတဲ့ nuclear reactor များအကြောင်းကိုလည်းလေ့လာထားသင့်ပါတယ်။ဒီထားစရာပြောရမယ်ဆိုရင်တွက်ချက်မှုမှားယွင်းမှုပေါင်းနှုံမြောက်စားတွေလွယ်ကူတာတွေတောင်မှမှားပြီးတော့တွက်တတ်ပါတယ်။အလွန်တော်တဲ့ကျောင်းသူကျောင်းသားတွေမှာတော့ဒီအမှားမျိုးတွေရှိတတ်ပါတယ်။ဒါကြောင့်မို့စာမွေးဖြေတဲ့အခါမှာအချိန်ချင်းစစ်ဆေးပေးရန်လိုအပ်ပါတယ်။အဆင့်ကျော်တွက်တာတွေအမှတ်ကအဆင့်လိုက်ပေးတာဆိုတော့ကျော်တဲ့အဆင့်အတွက်အမှတ်ပြည့်မရနိုင်တော့ပါဘူး။ယူပဗေဒဘာသာစာဖြေသူများအလုံးအတွက်ဖြေတိလျက်ဖြေနိုင်မှလျက်ပောစ၍ဖြစ်စီစိတ်လောနေ၍ဖြစ်စီပြန်လဲစစ်ဆေးခြင်းမပြု၍ဖြစ်စီအမှားတွေဖြေလွှာမှာပါလာတတ်ပါတယ်။အလွန်ပဲနစ်နာပါတယ်။ဒါကြောင့်မလို့တက္ကသိုလ်ဝင်ယူပဗေဒဘာသာရပ်ကိုဖြေဆိုကြမဲ့ကျောင်းသားကျောင်းသူများကိုမှာကြားချင်တာကတော့ချိန်နဲ့ကိုက်ညီစွာဖြေနိုင်ရန်ကြိုတင်ပြီးမိကုံဟောင်းများနဲ့ဖြေဆိုလေ့ကျင့်ပါစိတ်ကိုတည်ငြိမ်စွာထားပါပု္ပ္ပာမှာပြောင်းတာလှဲ့တာတွေကိုဂရုစိုက်ပါဖြေဆိုလို့မရတဲ့ပု္ပ္ပာတွေအတွက်အချိန်ကုန်ခံသင့်ပါချိန်ကုန်ဒီထိစဉ်းစားပြီးတော့ဖြေဆိုပါမေးသည့်မိကုံများကိုဖြေဆိုဖို့မကြံစီရန်အထက်ထပ်ပြန်စစ်ပါလို့မှာကြားရင်ဤသင်ခန်းစာပို့ချမှုကိုရန်နာလိုက်ပါတယ်